သဩဃာသကာယကံဝစီကံမနောကံသဗ္ဗဒေါသခတ်သိမ်းသောအပြစ်တို့ကိုရောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်တရားယရနာတရားယရနာသံဃာယရနာယရနာမြတ်သုံးပါးတို့ကိုအယုအတိအလေးအမြတ်လက်ဆုံးမူ၍ရှိဖို့ပူဇော်ပူမျှော်မှန်ဤယရနာတော်မြတ်သုံးပါးသောနတ်တို့၏ဂုဏ်ဤကိုယုံကြည်စွာလက်ဆင့်ကြခြင်းမှာမူ၍ရှိခိုးပူဇော်ပူမျှော်